မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာလေးကတော့ professional ဝိဘတ်သင်ခန်းစာတွေက T ပေါ့နော် T မှာကျွန်တော်ပထမအဆင့်လေ့လာခဲ့ပြီးဒီနေ့ကဒုတိယအဆင့်ပေါ့နော် T ကိုဒုတိယအဆင့်လေ့လာကြည့်မယ်ခင်ဗျာသူရဲ့အဓိပ္ပာယ်တော့ဒဲလို့ဘာသာပြန်တယ်ပေါ့နော်ဒုတိယအဆင့်နေနေကကျွန်တော်တို့ဖြည့်ဆွတ်အညွှန်းဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်ပေးခဲ့တယ်ပေါ့နော်ဖြည့်ဆွတ်အညွှန်းဆိုပြီးလေ့လာကြည့်မယ်ခင်ဗျာဒီဖြည့်ဆွတ်အညွှန်းအညွှန်းဆိုတဲ့ဝိဘတ်လေးကိုဘယ်လိုသုံးချမလဲဆိုရင်အပန်းနှစ်ပန်းသုံးချမယ်ပေါ့နော်သူ့အပန်းနှစ်ပန်းထပ်ခွဲလိုက်တယ်အဖိနံသားနဲ့ဝိကြနံသားဆိုပြီးတော့ခွဲလိုက်တယ်ပေါ့နော်အဲဆိုအဖိနံသားမှာဘယ်လိုပုံစံသုံးချမလဲသိကြည့်မယ်ခင်ဗျာအဖိနံသားမှာတဲ့အဖိနံသားဆိုတာကနံသားတစ်ခုဖြစ်လာဖို့အခြားစကားလုံးတွေပေါင်းဖော်ပြရတာပေါ့နော်ဒီအဖိနံသားလို့ကျွန်တော်ပြောရတာနဲ့ကျွန်တော်လူတွေခွေးတွေကြောင်တွေပေါ့နော်နာမည်ပြီးတော့ခေါ်ရတာနံသားလို့ခေါ်တယ်ပေါ့ဒီအခုအဖိနံသားဆိုတာကဒီနံသားဟိုမှာသူကဒီလူတွေပေါ့ဒါဟိုမှာနောက်ထပ်ဖြည့်ဆွတ်ထားတာပေါ့နော်ဖြည့်စစ်ပြီးတော့မှပြောလိုက်တယ်ဖြည့်စစ်ပြီးတော့မှပေါင်းပြီးတော့မှဒီနံသားတစ်ခုဖြစ်သွားတဲ့ဖို့အတွက်ဘေးကနေဖြည့်ထားတဲ့ဟာမျိုးကြောင့်အဖိနံသားလို့ပေးထားတာပေါ့နော်ဒါဆိုရင်ကြည့်မယ်ခင်ဗျာသူ့ရဲ့နည်းစနစ်လေးပေါ့နော်ဒီ T ကိုတဲ့ညွှန်ပြခြင်းနဲ့အရာရဲ့အနောက်မှာသုံးရမယ်ပေါ့နော်ကျွန်တော်လေ့လာခဲ့တာက T ဆိုတဲ့ဝိဘတ်တွေအများစုကဝိဘတ်တွေပေါ့ T မှမဟုတ်ဘူးနော်ဝိဘတ်တွေအများစုကညွှန်ပြခြင်းနဲ့အရာရဲ့အရှိမထားရတယ်ပေါ့နော်ဒီ T လဲပါတယ်ပေါ့နော် T ကကျွန်တော်အရှိကပထမအဆင့်မှာညွှန်ပြခြင်းနဲ့အရာရဲ့အရှိမထားခဲ့တယ်ပေါ့နော်ဒီဒုတိယအဆင့်ဖြစ်တဲ့ဒီအဖိနံသားမှာကြာရင်တော့ T ကိုညှိပြခြင်းနဲ့အရာအနောက်မှာသုံးရမယ်ပေါ့နော်အနောက်မှာထားရမယ်ပေါ့နော်မှတ်ထားရမယ်ပေါ့နော်အနောက်မှာထားရမယ်တဲ့ဒီT ရဲ့အနောက်မှာဖြစ်တည်မှုကိုဖော်ပြတဲ့စကားလုံးလေးပေါ့နော်အဖိနံသားဖြစ်ပြီးနောက်ထပ်ဖြည့်ရမယ့်စကားလုံးလေးတွေထည့်မယ်ပေါ့နော်အဲဆိုရှင်းသွားဥပမာလေးကြည့်မယ်ခင်ဗျကျမကိုလာပြောတဲ့လူပေါ့နော်ဒုကြမှာကျမကိုလာပြောတဲ့လူမှာဒီနန်သားအနေနဲ့ဒီလူပေါ့နော်ဒီလူကိုညွှန်ပြချင်တာပေါ့ဒီဝိဘတ်ဖြစ်တဲ့ညွှန်ပြချင်တာပေါ့နော်ဒီလူကိုညွှန်ပြချင်တယ်ဖြစ်တဲ့အတွက်ညွှန်ပြလို့တဲ့အရာရဲ့အနောက်မှာထားတော့ပေါ့နော်အရှိမမထားတော့ပေါ့နော်ညွှန်ပြလို့တဲ့အရာရဲ့အရှိမအရာရဲ့အနောက်မှာထီကိုထည့်မယ်ပေါ့နော်ဒီတဲ့နေရာမှာထီထည့်မယ်လူပေါ့နော်ခွင်ထီကျမကိုလာပြောတာပေါ့ကျမကိုလာပြောတာဆိုကျမကလာပြောချင်းခံရဖြစ်တဲ့အတွက်ကရိယာအနောက်မှာနေပြီပေါ့နော်မာပေါ့ချမ်းဒါဆိုရင်ခွင်ထီမာပေါ့ချမ်းကျမကိုလာပြောတဲ့လူပေါ့နော်လူဒီအကုန်လုံးမှာဒီနန်သားပေါ့နော်နန်သားမှာအဖိနန်သားဖြစ်တဲ့အတွက်နောက်ကဖြစ်တာဖြည့်ဆွတ်ထားတဲ့စကားလုံးလေးပေါ့နော်ဖြည့်ဆွတ်ထားတဲ့ကျမကိုလာပြောတဲ့ဆိုတာဖြည့်ဆွတ်ထားတာပေါ့နော်လူတော့လူပဲဘောက်တဲ့လူလဲကျမကိုလာပြောတဲ့လူပေါ့နော်နာမည်ကိုသိလို့ရှိရင်ပြောတာပေါ့နော်ကျမကိုလာပြောတဲ့လူโอเคစစ်ကြည့်မယ်ခင်ဗျကျွန်တော်ပြောတဲ့သူကျွန်တော်ပြောတဲ့လူဆိုရင်ဒီလူတော့လူပဲပေါ့နော်လူကိုခွန်ပေါ့နော်ခွန်တီကျွန်တော်ပြောတာဖြစ်တဲ့အတွက်ဖုံပေါ့ခွန်တီဖုံပေါ့ကျွန်တော်ပြောတဲ့လူပေါ့နော်ဒီလူတော့လူပဲဘာလို့လဲလူပဲဆိုကျွန်တော်ပြောတဲ့သူ့ကိုညွှန်ပြထားတာပေါ့နော်ဒီလူကိုညွှန်ပြထားတာဖြစ်တဲ့အတွက်ဒီ T နဲ့ပြောတော့လုံးတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်မလုပ်ဖူးတဲ့အလုပ်ဒီကြောင့်အလုပ်ကိုညွှန်အလုပ်ဆိုလဲနန်သားပဲပေါ့နော်ဒီနန်သားကိုမှနောက်ကစကလုံးလေးနေဖြည့်ဆွတ်ထားတာဖြစ်တဲ့အတွက်သူ့အဖိနန်သားလို့ခေါ်ပေါ့နော်ဖြည့်ဆွတ်နန်သားပေါ့နော်ကျွန်တော်မလုပ်ဖူးတဲ့အလုပ်ဆိုကျွန်တော်မလုပ်ဖူးတာผมไม่เคยทำပေါ့နော်งานที่ผมไม่เคยทำครับကျွန်တော်မလုပ်ဖူးတဲ့အလုပ်ပေါ့နော်အလုပ်တော့ပဲဒီအလုပ်ကမခေါ်တာပဲဖြစ်နေပါတော့မခေါ်ရတဲ့အခါမှာဒီကျွန်တော်မလုပ်ဖူးတဲ့အလုပ်ပေါ့နော်အဲ့ဒါသုံးတာပေါ့နော်ကျွန်တော်လုပ်ဖူးတဲ့အလုပ်ကျွန်တော်မလုပ်ဖူးတဲ့အလုပ်ပေါ့နော်အဲ့ဒါသုံးတယ်ခင်ဗျသူပြောတဲ့အမျိုးအစားဆိုရင်အမျိုးအစားပါပတ်ที่ခေါင်းပေါ့သူပြောတာပေါ့နော်သူပြောတာဆိုခေါင်းပေါ့ပတ်ที่ခေါင်းပေါ့သူပြောတဲ့အမျိုးအစားပေါ့နော်အမျိုးအစားပဲအမျိုးအစားမဲတော့မသိဘူးသူပြောတဲ့အမျိုးအစားပေါ့နော်အဲ့ဒါကျွန်တော်ယူလာတာပေါ့အဲ့လိုမျိုးမှသုံးတယ်ပေါ့နော်ဒီ T ဆိုတဲ့တဲ့ဒီဖြည့်ဆွတ်နံစာလေးကဖြည့်ဆွတ်ဝိဘတ်လေးကဒီတော်တော်အသုံးများတယ်ပေါ့နော်ဒီ T နဲ့သုံးတာများတယ်သူကဒဲလို့ဘာသာပြနေပေါ့နော်ကျွန်တော်ပြောတဲ့လူပေါ့နော်အဲ့လိုမျိုးပေါ့ဒဲနဲ့သုံးတယ်ခင်ဗျဒါလေးကိုလေ့ကျင့်ထားဖို့လိုတယ်ခင်ဗျနောက်တစ်ခုစစ်ကြည့်မယ်ဗျနောက်တစ်ခုတော့ဝိကြနံသားပေါ့နော်ကျွန်တော်အဖိနံသားပြီးခဲ့ပြီဝိကြနံသားဆိုတာဘာပြောရလဲဆိုရင်ဒီဝိကြနံသားဆိုတာဆိုတော့စကလုံးလေးပေါင်းပြီးမှရလာတဲ့အဖိနံသားလေးကိုဒီဝိကြထဲမှာပေါ့ဆိုတော့ကျွန်တော်ပြောတဲ့သူစာကြောင်းအထီးပဲမရှိသေးဘူးသူကနံသားပဲရှိသေးတယ်ပေါ့နော်အဲ့နံသားဟိုမှာဒီစာကြောင်းပေါ့နော်ကိုပြောမဲ့စကလုံးရဲ့စာကြောင်းတွေဝိကြတွေမှာထည့်ပြီးတော့မှသုံးတာကိုဒီဝိကြနံသားလို့ခေါ်တယ်ပေါ့နော်သူနံသားဖြစ်တဲ့အတွက်သူ့ကိုနံသားတီယူတွေတင်အသုံးချမှာပေါ့နော်နံသားတီယူတွေဆိုတာကျွန်တော်အပြုသူရှိတယ်အပြုခံရှိရပေါ့နော်ပြုသူကရိယာရှိမှထားတယ်အပြုခံကရိယာရဲ့အနောက်မှာထားတယ်ပေါ့ဒီလိုမျိုးလေးပဲအသုံးချမှာခင်ဗျဒါဆိုရင်အဖိကနံသားအပြုသူနဲ့အဖိနံသားအပြုခံပေါ့နော်ပြုသူနဲ့အပြုခံခွဲပြီးတော့လေ့လာကြည့်မယ်ခင်ဗျတော့အဖိနံသားပြုသူနေတာဖြစ်တဲ့အတွက်သူကကရိယာရဲ့အရှင်းမှာနေရမယ်ပေါ့နော်ဒါဆိုဥပမာလေးကြည့်ကြည့်မယ်ဗျကျမကိုလာပြောတဲ့လူအဖေကိုခေါ်နေတယ်ဒီဝိချက်မှာကျွန်တော်ပုံမှန်ဆိုရင်ကြည့်လိုက်လို့ရှိရင်ဒီဝိဘတ်ထီဆိုတဲ့ဒဲဆိုတဲ့ဝိဘတ်ကိုမတင်ထားလို့ရှိရင်ကျွန်တော်ကျမကိုလာပြောတဲ့လူအဖေကိုခေါ်နေဆိုရင်ဒီဝိချက်မှာကျမပြုလို့တဲ့သူလားပေါ့ကျမဆိုအပြုခံလားလာပြောတာပေါ့ကရိယာတွေရောပါတယ်လူတွေရောပေါ့နော်အဖေကိုအပြုခံနှလုံးခေါ်တယ်ကရိယာတွေနှလုံးသုံးလုံးပါတယ်ပေါ့နော်ဘာပြောမှမသိဘူးပေါ့နော်ကျွန်တော်ဒီအထီကိုတင်ထားပြီးဖြစ်တဲ့အတွက်ကျမကိုလာပြောတဲ့လူဆိုရင်
ကျမကိုလာပြောတဲ့လူဆိုတဲ့အကိုလုံးစကားစုအကိုလုံးကဒီနယ်သားပေါ့နော်ဒါအဖိနယ်သားပေါ့နော်နယ်သားအကိုလုံးပေါ့နောက်ပြီးတော့မှအဖေကိုခေါ်နေအဖေကိုခေါ်တာဆိုတော့အဖေကခေါ်ချင်းခံရဖြစ်တဲ့အတွက်ဒါအပြုခံနေလာတဲ့ကရိယာရှိတယ်ပေါ့နော်ကျမကိုလာပြောလို့ဆိုဘယ်လိုပြောမလဲခွင်တီမာပေါ့ချန်ကျမကိုလာပြောတဲ့လူပေါ့နော်အဖေကိုခေါ်နေတာဖြစ်တဲ့အတွက်ခွင်တီမာပေါ့ချန်ရီယက်ဖောယူครับဒီအကုန်လုံးမှာပြည်သူနယ်သားပေါ့နော်ပြည်သူနယ်သားနေလာတယ်ဒါဆိုတော့ကျွန်တော်ကြည့်မယ်ခင်ဗျကျွန်တော်ပြောတဲ့လူအဖေကိုလာရှာတယ်ပေါ့နော်ကျွန်တော်ပြောတဲ့လူကအဖေကိုလာရှာဖြစ်တဲ့အတွက်ဒီကောင်ကအပြုပြည်သူနယ်သားပေါ့နော်ပြည်သူနယ်သားတွေမှာလာဖြစ်တဲ့အတွက်ကရိယာရှိမှထင်မယ်ခွန်တီပေါ့ဖုံခွန်ခေါ်တော့ခွန်တီဖုံပေါ့ကျွန်တော်ကပြောတဲ့သူဖြစ်တဲ့အတွက်ခွန်တီဖုံပေါ့มาหาพ่อครับခွန်တီဖုံပေါ့มาหาพ่อครับဒီလူကိုနာမည်လည်းမသိဘူးပေါ့နော်ကျွန်တော်ပြောတဲ့လူပေါ့အဲ့တော့ခုနကကျွန်တော်ပြောတဲ့သူအဖေကိုလာရှာတယ်ပေါ့နော်အဲ့လိုမျိုးမသုံးနဲ့ခင်ဗျအဲ့ဒါစစ်ကြည့်မယ်ဗျနောက်တစ်ခုအဖိနဲ့သားအပြုခံပေါ့နော်အပြုခံပြောတာဖြစ်တဲ့အတွက်နာသား theory ရဆိုရင်ကရိယာတွေရဲ့အနောက်မှာနေရမှာပေါ့နော်အပြုခံကကရိယာစကားလုံးရဲ့အနောက်မှာနေမယ်အဲဆိုရင်ပြောကြည့်မယ်ခင်ဗျကျမလှုပ်ဖူးတဲ့အလုပ်ကိုသူကြိတ်တယ်ပေါ့နော်ကျမလှုပ်ဖူးတဲ့အလုပ်ဆိုတဲ့ဒီနဲ့နန်သားတစ်ခုပေါ့နော်ဒီကောင်နန်သားပေါ့ကျမလှုပ်ဖူးတဲ့အလုပ်ဆိုတာကနန်သားပေါ့နော်သူကြိတ်တယ်အဲ့ဒါကိုကြိတ်တာဖြစ်တဲ့အတွက်ဒီကောင်အပြုခံနေလာတယ်ပေါ့နော်အဲဆိုရင်သူကြိတ်တာဆိုရင်ခေါင်ချော့ကျမလှုပ်ဖူးတဲ့အလုပ်ဆိုရင်ငံထိကျမလှုပ်ဖူးတဲ့အလုပ်ဆိုရင်ฉันเคยทำฉันเคยทำပေါ့နော်งานที่ฉันเคยทำจะมาหลบพูดหลบပေါ့နော်ของชอบงานที่ฉันเคยทำครับจะသူจะมาหลบพูดหลบကိုသူကြိုက်တယ်ပေါ့နော်จะมาหลบพูดหลบကိုသူကြိုက်တယ်ဒါဆိုရင်နောက်တစ်ခုကသူပြောတဲ့အမျိုးအစားကိုကျွန်တော်မကြိုက်ဘူးပေါ့နော်သူပြောအမျိုးအစားကျွန်တော်မကြိုက်ဘူးဆိုရင်ဒီအမျိုးအစားကိုမကြိုက်တာပေါ့နော်သူပြောတဲ့အမျိုးအစားပဲအမျိုးအစားလဲပေါ့နော်အတိအကျမသိတဲ့အခါမှာအမျိုးအစားကိုသုံးတော့ပေါ့နော်ဒီသူပြောတဲ့အမျိုးအစားဘာမျိုးအစားမှမသိဘူးအဲ့ဒီအမျိုးအစားကိုကျွန်တော်ကမကြိုက်တာပေါ့နော်ဒါဆိုရင်ผมไม่ชอบကျွန်တော်မကြိုက်ဘူးပေါ့နော်သူပြောတဲ့အမျိုးအစားဆိုရင်แบบที่เขาบอกသူပြောတဲ့အမျိုးအစားပေါ့နော်ผมไม่ชอบแบบที่เขาบอกครับသူပြောတဲ့အမျိုးအစားကိုကျွန်တော်မကြိုက်ဘူးပေါ့နော်ဒါဆိုရင်ที่ရဲ့အသုံးအနှုန်းလေးကိုလည်းကျွန်တော်လေ့လာခဲ့ပြီပေါ့နော်ဒါဆိုရင်နောက်နေ့မှာလေ့ကျင့်ခန်းလုပ်ကြည့်မယ်ခင်ဗျဒီနေ့ကကျွန်တော်ပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်